စိတ်ပင်ပန်းတဲ့အခါအိမ်ကိုတတိယကြတယ်အစင်မပြေတဲ့အခါအိမ်ပြန်ချင်ကြတယ်အိမ်ဆိုတဲ့အရေးဟာကျွန်တော်တို့အတွက်ခိုလုံဖို့အကောင်းဆုံးအရက်ပါပဲအလုံးကြုံဆုံးနဲ့အနှွေးထွေးဆုံးပေါ့ကျွန်တော်တို့ဘဝမှာလဲကိုယ့်အပေါ်နားလည်မှုပေးပြီးကိုယ့်အတွက်နှွေးထွေးစေတဲ့သူမျိုးအိမ်နဲ့တူတဲ့လူကိုပဲရှာဖွေရမယ်အကောင်းဆုံးအချိန်တွေမှာပဲကိုယ့်အနာရှိနေသူထက်အဆိုးဆုံးအချိန်တွေမှာကိုယ့်ကိုပြစ်ပယ်မထားပဲအနာမှာရှိနေပြီးမဲ့သူကိုသာကျွန်တော်တို့အလိုအဆုံးပါ